သူတော်ကောင်းအကျင့်နှင့်သူရုပ်မာအကျင့်အခါတစ်ပါးမှာမြတ်စွာဘုရားဟာတာဝိတ္တိမြို့ဝိသခာရဲ့ပုပ္ပာယုံကျောင်းတော်မှာသတင်းသုံးနေတော်မူခဲ့ပါသည်။အဲ့ဒီခါတုန်းကလာပြီးညတညမှာမြတ်စွာဘုရားဟာလွင်တီးဖြစ်မှာထိုင်နေတော်မူပါသည်။ရဟန်းပေါင်းများစွာကလည်းမြတ်စွာဘုရားကိုချမ်းရပြီးထိုင်နေကြပါသည်။အဲ့ဒီခါမှာမြတ်စွာဘုရားကတိတ်ဆိတ်ညင်သက်စွာနဲ့ထိုင်နေခဲ့ကြတဲ့ရဟန်းတော်တွေများစွာကိုကြည့်တော်မူပြီးအခုလိုမေ့ကြားတော်မူခဲ့ပါသည်။ရဟန်းတို့သူယုံမာဟာသူယုံမာကိုဒီသူဟာသူယုံမာပဲလို့မသိနိုင်။သူယုံမာဟာသူတော်ကောင်းကိုလည်းဒီသူဟာသူတော်ကောင်းပဲလို့မသိနိုင်။ရဟန်းတို့သူယုံမာဟာသူယုံမာအကျင့်ရှိတယ်။သူယုံမာတို့ကိုစီးကပ်တတ်တယ်။သူယုံမာတို့ရဲ့အကျင့်စီတွေကိုကြံစီလေးရှိတယ်။သူယုံမာအတိုင်းပင်ကိုတိုင်ပင်လေးရှိတယ်။သူယုံမာပြောလေးရှိတယ်။သူယုံမာအလုတ်ကိုလောက်ကင်လေးရှိတယ်။သူယုံမာအယူကိုယူလေးရှိတယ်။သူယုံမာတို့ရဲ့လှူနီးမျိုးနဲ့လှူလေးရှိတယ်။နံပါတ်1ရဟန်းတို့သူယုံမာအကျင့်ရှိပုံကတော့သူယုံမာဟာယုံကြည်မှုတရားမရှိဘူး။အရှက်မရှိဘူး။အကြောက်မရှိဘူး။အကြားအမြင်နည်းတယ်။ပြင်းရည်တယ်။တတိမေ့တယ်။ပညာမရှိဘူး။နံပါတ်2သူယုံမာတို့ကိုစီးကပ်ပုံကတော့လောကမှာသူယုံမာများဖြစ်ကြတဲ့ပရိပိုများပုံသားများရှိကြတယ်။သူတို့ဟာတရားမရှိကြဘူး။အရှက်ကြောက်မရှိကြဘူး။အကြားမြင်နေကြပြင်းရကြတယ်။တတိမေ့ကြတယ်ပညာမရှိကြဘူး။အဲ့လိုပရိပိုများပုံသားများကိုအဲ့သူယုံမာတွေဟာစီးကပ်ရရှိတယ်။နံပါတ်3သူယုံမာတို့ရဲ့အကြံစီကိုကြံစီပုံကတော့သူယုံမာတွေဟာမိမိဒုက္ခရောက်ဖို့ရလဲကြံစီတယ်။သူတစ်ပါးဒုက္ခရောက်အဲ့လိုဖို့ရလဲကြံစီတယ်။မိမိသူတစ်ပါးနှစ်ဦးသားလုံးဒုက္ခရောက်ဖို့ရလဲကြံစီတယ်။နံပါတ်4သူယုံမာတို့ရဲ့အတိုင်ပင်ကိုတိုင်ပင်လေးရှိပုံကတော့သူယုံမာဟာမိမိဒုက္ခရောက်ဖို့ရလဲတိုင်ပင်တယ်။သူတစ်ပါးဒုက္ခရောက်ဖို့ရလဲတိုင်ပင်တယ်။မိမိသူတစ်ပါးနှစ်ဦးသားလုံးဒုက္ခရောက်ဖို့ရလဲတိုင်ပင်တယ်။နံပါတ်5သူယုံမာပြောပုံကတော့သူယုံမာဟာလိန်ညာပြောလေရှိတယ်။ဂုံးတိုက်လေရှိတယ်။ကြမ်းတမ်းတဲ့စကားကိုပြောလေရှိတယ်။အနှစ်မရှိတဲ့စကားကိုပြောလေရှိတယ်။နံပါတ်6သူယုံမာအလုပ်ကိုလုပ်ကင်လေရှိပုံကတော့သူယုံမာဟာသူတစ်ပါးအသက်ကိုတက်လေရှိတယ်။သူတစ်ပါးဥစ္စာကိုခိုးလေရှိတယ်။သူတစ်ပါးသားမယားကိုပြစ်မှားလေရှိတယ်။နံပါတ်9သူယုံမာအယူကိုယူလေရှိပုံကတော့ပေးလူချင်းရဲ့အကျိုးမရှိပူဇော်ခြင်းရဲ့အကျိုးမရှိကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးရင်းအကျိုးဆက်မရှိဒီဘဝမရှိနောက်ဘဝမရှိမိဘကိုလှုပ်ကြွေးခြင်းရဲ့အကျိုးမရှိမွေးစားကပင်15နှစ်အရွယ်ခန့်ကိုယ်ခန္ဓာကြီးမားတဲ့ပုဂ္ဂိုလ်မရှိဒီဘဝနောက်ဘဝကိုသိပြီးဟောပြောကြကြင်ကြံကြတဲ့ရဟန်းပုံနာမရှိတော့ဒီယုံမာဟာယူလေးရှိတယ်နံပါတ်10သူယုံမာရဲ့လူနည်းမျိုးနဲ့လှူလေးရှိပုံကတော့သူယုံမာဟာမယုံမသေးလှူတတ်တယ်။ကျွန်းအလို့သမားစားတဲ့သူတစ်ပါးကိုလှူခိုင်းတတ်တယ်။စိတ်မပါပဲလှူတတ်တယ်။စွန့်ပစ်တဲ့ကဲ့သို့ပစ္စလက်ခက်လှူတတ်တယ်။အကျိုးရှိလိမ့်မယ်လို့အယူမရှိပဲလှူတတ်တယ်။အဲ့ဒီအကျယ်ဆိုးတွေရှိတဲ့သူယုံမာတည်တဲ့အခါမှာသူယုံမာတို့ရောက်တဲ့ရောက်ထိုက်တဲ့ဘုံဘဝကိုရောက်ရတယ်။အဲ့ဒီဘုံဘဝကတော့ငရဲဘုံဘဝနဲ့တရိษံမျိုးနွယ်တစ်ခုခုပဲဖြစ်တယ်။ရဟန်းတို့သူတော်ကောင်းဟာသူတော်ကောင်းကိုဒီသူဟာသူတော်ကောင်းပဲလို့သိနိုင်တယ်။သူတော်ကောင်းဟာသူယုံမာကိုလည်းဒီသူဟာသူယုံမာပဲလို့သိနိုင်တယ်။ရဟန်းတို့သူတော်ကောင်းဟာသူတော်ကောင်းတရားရှိတယ်။သူတော်ကောင်းတို့ကိုစီးကဲ့လေရှိတယ်။သူတော်ကောင်းအကြံစီကိုကြံစီလေးရှိတယ်။သူတော်ကောင်းအတိုင်ပင်ကိုတိုင်ပင်လေးရှိတယ်။သူတော်ကောင်းစကားကိုပြောဟောလေးရှိတယ်။သူတော်ကောင်းအလုပ်ကိုလုပ်ကင်လေးရှိတယ်။သူတော်ကောင်းအယူကိုယူလေးရှိတယ်။သူတော်ကောင်းလှူနည်းနဲ့လှူလေးရှိတယ်။နံပါတ်1သူတော်ကောင်းတရားရှိပုံကတော့သူတော်ကောင်းဟာယုံကြည်မှုတရားရှိတယ်။အရှက်ကြောက်ကြည့်တယ်။အကြားအမြင်များတယ်။လုံလဝရိယရှိတယ်။တတိရှိတယ်။ပညာရှိတယ်။နံပါတ်2သူတော်ကောင်းတို့ကိုစီးကပ်လေးရှိပုံကတော့လောကမှာသူတော်ကောင်းဖြစ်ကြတဲ့ရဟန်းပုံသားများရှိကြတယ်။သူတို့ဟာတရားရှိကြတယ်။အရှက်ကြောက်ရှိကြတယ်။အကြားမြင်များကြတယ်
လုံလဝရိယရှိကြတယ်တတိရှိကြတယ်ပညာရှိကြတယ်အဲ့ဒီယဟန်ပုဂ္ဂိုလ်တို့ကိုသူတော်ကောင်းတွေဟာစိတ်ကဲလေးရှိတယ်နံပါတ်3သူတော်ကောင်းအကြံစီကိုကြံစီလေးရှိပုံကတော့သူတော်ကောင်းဟာမိမိဒုက္ခရောက်ဖို့ရာမကြံစီဘူးသူတစ်ပါးဒုက္ခရောက်ဖို့ရာမကြံစီဘူးမိမိသူတစ်ပါးနှစ်ဦးသားလုံးဒုက္ခရောက်ဖို့ရာမကြံစီဘူးမိမိသူတစ်ပါးနှစ်ဦးသားလုံးအကျိုးများဖို့ရာသာကြံစီတယ်နံပါတ်4သူတော်ကောင်းအတိုင်ပင်ကိုတိုင်ပင်လေးရှိပုံကတော့သူတော်ကောင်းဟာမိမိဒုက္ခရောက်ဖို့ရာမတိုင်ပင်ဘူးသူတစ်ပါးဒုက္ခရောက်ဖို့ရာမတိုင်ပင်ဘူးမိမိသူတစ်ပါးနှစ်ဦးသားလုံးဒုက္ခရောက်ဖို့ရာမတိုင်ပင်ဘူးနံပါတ်5သူတော်ကောင်းစကားကိုပြောဟောလေးရှိပုံကတော့သူတော်ကောင်းဟာလိန်ညာပြောခြင်းကိုရှောင်ကျင်တယ်ဂုံးတိုက်ခြင်းကိုရှောင်ကျင်တယ်ကြမ်းတမ်းတဲ့စကားပြောခြင်းကိုရှောင်ကျင်တယ်အကျိုးမဲ့စကားပြောခြင်းကိုရှောင်ကျင်တယ်နံပါတ်6သူတော်ကောင်းအလုပ်ကိုလုပ်ခံနေရှိပုံကတော့သူတော်ကောင်းဟာသူတစ်ပါးအသက်ကိုတက်လေမရှိဘူးသူတစ်ပါးဥစ္စာကိုခိုးလေမရှိဘူးသူတစ်ပါးသားမယားကိုပြစ်မှားကျူးလွန်လေမရှိဘူးနံပါတ်9သူတော်ကောင်းအယူကိုယူလေးရှိပုံကတော့ပေးလူချင်းရဲ့အကျိုးရှိတယ်ပူဇော်ခြင်းရဲ့အကျိုးရှိတယ်ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးရင်အကျိုးဆက်ရှိတယ်ဒီဘဝနောက်ဘဝရှိတယ်မိဘကိုပြုစုလုပ်ကြွေးခြင်းရဲ့အကျိုးရှိတယ်မွေးစားကပင်15နှစ်အရွယ်ခန့်ကိုခန္ဓာကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်ဒီဘဝနောက်ဘဝကိုသိပြီးဟောပြောကြချစ်ကြံကြတဲ့ရဟန်းပုဂ္ဂိုလ်တို့ဆိုတာရှိတယ်ဒီလိုသူတော်ကောင်းတွေဟာယူလေးရှိတယ်နံပါတ်10သူတော်ကောင်းလှူနည်းနဲ့လှူလေးရှိပုံကတော့သူတော်ကောင်းတွေဟာရိုးတည်တည်လေးလေးဆန်းဆန်းလှူတယ်ကိုယ်တိုင်လှူတယ်စိတ်ပါလက်ပါလှူတယ်စွန့်ပစ်တကယ်တော့ပြစ်ဆက်လက်ခက်မလှူဘူးအကျိုးရှိလိမ့်မယ်ဆိုတဲ့အယူရှိပြီးလှူတယ်အဲ့ဒီတရားများရှိတဲ့သူတော်ကောင်းသေဆုံးတဲ့အခါသူတော်ကောင်းတို့ရောက်တဲ့ရောက်ထိုက်တဲ့ဘုံဘဝသို့ရောက်ရှိရတယ်အဲ့ဒီဘုံဘဝကတော့အတ္တတန်းစားလူဘဝနဲ့အတ္တတန်းစားနတ်ဘဝတို့ဖြစ်တယ်။စုလပုံနမတုတ်ဒေဝဟဝစ်ပြီးပါပြီ။မွေးရသားသူဟာခရစ်တစ်ပြပါလေဗျ။